စိတ်၌ဖြစ်ပွားအစိုးတရားတို့ရဲ့လှည့်စားမှုများအပိုင်းနှင့်တရားဒေသနာတော်အကောင်းနဲ့အဆိုးယမယံခါအကောင်းလိုနဲ့အဆိုးဖြစ်သွားအဆိုးတရားတွေကအကောင်းရောင်ဆောင်ပြီးတော့လှည့်စားသွားတဲ့သဘောတွေကိုနိတ္တိအထက်ကရာကျမ်းမှာ38မျိုးရှင်းပြထားတာရှိအင်မတန်မှတတိထားစရာကောင်းတယ်ပေါ့ဆိုလိုတာကကုသိုလ်လုပ်ရင်ကနေပြီးတော့အကုသိုလ်ဖြစ်သွားအမြည်တက်လိုက်တာကတော့ကုသိုလ်ပဲဖြစ်သွားတာကအကုသိုလ်အင်မတန်မှတတိထားရမယ့်အချက်ပေါ့ပစ္စည်းတစ်ခုကိုဝယ်တဲ့အခါမှာလည်းပဲဆိုပါတော့ကိုကရွှေအစစ်ကိုဝယ်တယ်သို့တော့ရွှေအစစ်နဲ့တူတဲ့ရွှေဓုကိုရွှေအစစ်လို့ထင်ရလောက်အောင်ပုံပန်းတဏအားဖြင့်ခွဲခြားလို့မရအောင်ဖြစ်နေတဲ့အတုသွားဝယ်မိလို့ရှိရင်နစ်နာအတုမှန်းသိရင်တော့ဘယ်သူမှမဝယ်ဘူးအစစ်ထင်ပြီးတော့ဝယ်လိုက်တာစိန်ဆိုလို့ရှိရင်လည်းစိန်အစစ်ကိုလိုချင်တာသို့တော့စိန်အစစ်ဝယ်ရင်ကနေစိန်အတုကိုရလိုက်တယ်ဆိုရင်အမတန်မှနစ်နာတာပေါ့ထို့တူပဲလူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေဟာကုသိုလ်နဲ့အကုသိုလ်ဟာသဘာဝချင်းတစ်ခါတရံခက်ဆင်ဆင်ကလေးတွေနေသည့်အတွက်ကြောင့်ကိုလုတာကကုသိုလ်ဖြစ်သွားတာကအကုသိုလ်အဲ့ဒီသဘောတရားလေးတွေကိုရှင်းပြောတာပေါ့နော်ဥပမာအရာထဲမှာဆိုလို့ရှိရင်တဝုဒ္ဓမေတ္တာရှိတယ်လို့ပြောတာမေတ္တာဆိုတာကုသိုလ်တရားသို့တော့မေတ္တာဆိုတဲ့အကောင်းရဲ့နာမည်ကိုအသုံးပြုပြီးတော့တကယ်ဖြစ်နေတာကမေတ္တာမဟုတ်တဏှာဖြစ်နေဒီလိုဆိုလိုတာပေါ့နော်မေတ္တာအစစ်ဆိုရင်အလွန်တန့်စင်တယ်သို့တော့မေတ္တာနဲ့တဏှာဒီနှစ်ခုကသဘာဝတရားချင်းအလွန်နီးကပ်နေသည့်အတွက်ကြောင့်ကိုလိုချင်တာကမေတ္တာရလိုက်တာကတဏှာဒီလိုဖြစ်သွားကပ်ပြီးတော့အစစ်နဲ့အတုဆိုတာကပ်ပြီးတော့နေတယ်အတုဆိုတာကအစစ်နဲ့တူကောင်လှုပ်ထားလို့အတုခေါ်တာအစစ်နဲ့တူတယ်တူတဲ့အခါကျတော့ဝယ်ယူတဲ့ပုဂ္ဂိုလ်တော့မဟုတ်ဒီသဘာဝတရားကိုလက်ခံတဲ့ပုဂ္ဂိုလ်ဟာစစ်တုခွဲခြားသိဖို့ဆိုတာတတိလည်းရှိရမယ်ပညာလည်းရှိရတတိလေးတစ်ချက်လွတ်သွားမယ်စဉ်းစားဉာဏ်လေးတစ်ချက်လွတ်သွားမယ်ဆိုရင်အစစ်ဖြစ်မလာပဲနဲ့အတုနဲ့ပဲသွားတိုးမှာအဲ့တော့အကောင်းထင်ပြီးတော့မကောင်းတာတွေဖြစ်ရတယ်ဒါကိုလှည့်စားတယ်လို့ခေါ်တာနော်အကုသိုလ်တရားတွေရဲ့လှည့်စားမှုဟာအမတန်မှကြီးမားတယ်ဒါတွေကိုဘုန်းကြီးတို့တွေသတင်းတတိထားနိုင်မှအသိပညာနဲ့စဉ်းကျင်စဉ်းစားနိုင်မှအမှန်တရားဆိုတာဖြစ်မယ်ကုသိုလ်စစ်ကိုရအဲ့ဒီထဲမှာလက်စားတဲ့ပုံလေးတစ်ခုနဲ့ပတ်သက်ပြီးတော့တစ်မျိုးစီရှင်းပြီးတော့ပြောကြရအောင်လက်စားပုံလေးတွေမှာဆိုပါစို့မောဟဆိုတဲ့တရားမောဟဆိုတာဘာတော့ဆိုရင်အမှန်တရားကိုဝေဖန်ခွဲခြားနိုင်ခြင်းမရှိသည့်အတွက်ကြောင့်အမှန်ကိုလစ်လျူရှုနေတဲ့သဘောဖြစ်တယ်ပေါ့နော်မောဟကအဲ့တော့လစ်လျူရှုတယ်ဆိုတဲ့တရားဟာတကယ်တော့ကောင်းတဲ့အာယုံမကောင်းတဲ့အာယုံဒီနှစ်ခုပေါ်မှာစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးတော့လစ်လျူရှုနိုင်တဲ့ဥပေက္ခတရားဟာကောင်းတဲ့တရားအိဋ္ဌာယုံနဲ့တွေ့လဲစိတ်ကမတုံလို့ဘူးအနိဋ္ဌာယုံနဲ့တွေ့လဲစိတ်ကမတုံလို့ဘူးအိဋ္ဌာယုံကိုလည်းမြတ်မြတ်တာသဘောထားနိုင်တယ်အနိဋ္ဌာယုံနဲ့ပတ်သက်ပြီးတော့လေမြတ်မြတ်တာသဘောထားနိုင်အဲ့လိုမြတ်မြတ်တာသဘောထားနိုင်တာအင်တန်မှ
ရင့်ကျက်တဲ့စိတ်ဓာတ်တစ်မျိုးပဲပေါ့ဥပိ္ပခာလို့ခေါ်တာပေါ့နော်ရင့်ကျက်တယ်ဒီလိုထားနိုင်မို့ဆိုတာတာမန်ပုဂ္ဂိုလ်တွေမထားနိုင်အိဋ္ဌာယုံနဲ့ပတ်သက်ရင်လောဘမဖြစ်အောင်လစ်လျူရှုနိုင်အိဋ္ဌာယုံကိုလစ်လျူရှုပြီးတော့နေနိုင်ဆိုပါလို့တာမန်အနေထားပြောမယ်ဆိုရင်လမ်းပေါ်မှာပိုင်ရှင်မရှိတဲ့ယရနာပစ္စည်းလေးကိုတွေ့လို့ရှိရင်မြင်တဲ့အမတန်မှကောင်းမြတ်တဲ့ယရနာပစ္စည်းလေးကိုတွေ့လိုက်တဲ့အခါမှာဒါအိဋ္ဌာယုံနဲ့တွေ့ရယူခြင်းနဲ့လောဘမဖြစ်ဘူးဆိုမှနော်လစ်လျူရှုတယ်လို့ခေါ်တခါလမ်းပေါ်မှာပဲအလွန်ဆက်ဆုပ်ရွံ့ရှာပွဲကောင်းတဲ့အညစ်အကြေးတွေတွေ့ပြန်တဲ့အခါမှာအနိဋ္ဌအချင်းရာပေါ်မှာဒေါသမဖြစ်ဖို့နော်မုန်းတီးရွံ့ရှာတဲ့စိတ်မဖြစ်ဖို့အဲ့ဒါလို့အိဋ္ဌာယုံနဲ့တွေ့လဲလောဘမဖြစ်ဘူးအနိဋ္ဌာယုံနဲ့လည်းတွေ့တယ်ဒေါသမဖြစ်ဘူးဆိုတာတမန်ပုဂ္ဂိုလ်တွေဒီအနေထားမျိုးမရနိုင်ဘူးဘယ်လိုပုဂ္ဂိုလ်တွေမှရတာတုံးဆိုယဟန္တာပုဂ္ဂိုလ်တွေမှရယဟန္တာပုဂ္ဂိုလ်တွေကြတော့အမတမနှစ်သက်စရာကောင်းတဲ့အိဋ္ဌာယုံပေါ်မှာလဲလောဘဆိုတာမဖြစ်တော့ဘူးအနိဋ္ဌာယုံပေါ်မှာလဲဆန့်ကျင်တဲ့ဒေါသဆိုတာမဖြစ်ဘူးတဲ့အဲ့ဒါလို့ရှုနိုင်နေနိုင်တဲ့ဥပိ္ပခာအမတမတန်ဖိုးရှိမျက်စိကမြင်တယ်ကောင်းတာမြင်တယ်လောဘမဖြစ်ဘူးမကောင်းတာမြင်လဲဒေါသမဖြစ်နားကအတန်ကြားတယ်ကောင်းတာကြားရင်လဲလောဘမဖြစ်ဘူးမကောင်းတာကြားရင်လဲဒေါသမဖြစ်နှာခေါင်းကအနံ့ရတယ်ကိုကြိုက်တဲ့အနံ့ဆိုလဲလောဘမဖြစ်ဘူးမကြိုက်တဲ့အနံ့ဆိုလဲဒေါသမဖြစ်ဘူးလျှာကအရသာတွေးတဲ့အခါမှာကိုကြိုက်တဲ့အရသာဆိုလဲလောဘမဖြစ်ဘူးမကြိုက်တဲ့အရသာဆိုလဲဒေါသမဖြစ်ခန္ဓာကိုယ်ကထိတွေ့တဲ့အခါမှာကိုကြိုက်တဲ့အထိတွေ့ဆိုရင်လဲလောဘမဖြစ်ဘူးကိုမကြိုက်တဲ့အထိတွေ့ဆိုလဲဒေါသမဖြစ်ဘူးလို့အိဋ္ဌအနိဋ္ဌဒီနှစ်ခုကိုထူးမခြားနာဖြစ်အောင်တာဓိခုံလို့ခေါ်ဖရာယဟန္တာတွေကအဲ့ဒီအနေထားမျိုးနဲ့နေတာရသော်ဘုရားလည်းမျက်စိရှိတော့မြင်တာပဲအကောင်းလည်းမြင်တယ်ဆိုလဲယဟန္တာတွေလည်းအကောင်းလည်းမြင်တယ်ဆိုလဲမြင်ပုရုဇဉ်တွေကြတော့အကောင်းမြင်ရင်စိတ်ကတစ်မျိုးအဆိုးမြင်ရင်စိတ်ကတစ်မျိုးဒီနှစ်ခုဟာတူညီစွာမထားနိုင်တူညီစွာထားတယ်ဆိုတာအင်တမရင့်ကျက်တဲ့သဘောထားတစ်ခုအဲ့တော့ပုရုဇဉ်ပုဂ္ဂိုလ်တွေမှာတခါတရံကြလို့ရှင်အိဋ္ဌာယုံကိုလောဘမဖြစ်အောင်အနိဋ္ဌာယုံနဲ့ပတ်သက်ပြီးတော့ဒေါသမဖြစ်အောင်လို့တူညီတဲ့ဥပိ္ပခာထားတဲ့အောင်ရောင်နဲ့ဘာကဝင်ပြီးတော့ဖြစ်လာတော့ဆိုရင်အမှန်မသိတဲ့မောဟကဝင်ပြီးတော့လှည့်စားပလိုက်ခုနကမွန်မြတ်တဲ့ဥပိ္ပခာသဘောမဟုတ်ဘူးမသိတဲ့သဘောကဝင်လှည့်စားအကောင်းနဲ့အဆိုးမသိလို့အကောင်းမှလည်းမသိဘူးအဆိုးမှလည်းမသိနော်နှလပိန်းတုံးဖြစ်ပြီးတော့စိတ်ကိုမောဟကလွှမ်းမိုးထားတဲ့အခါမှာဒါကအကောင်းလားဒါကအဆိုးလားမသိသည့်အတွက်ကြောင့်အကောင်းဆိုးမခွဲခြားတတ်လို့အကောင်းလည်းအကောင်းမထင်ဘူးအဆိုးလည်းအဆိုးမထင်ဘူးဆိုတဲ့အနေအထားမျိုးဟာမောဟရဲ့သဘာဝတစ်ခုဖြစ်ပါတယ်အဲ့တော့ခုနကရင့်ကျက်တဲ့ဥပိ္ပခာရောင်ဆောင်ပြီးတော့ရင့်ကျက်တဲ့ဥပိ္ပခာရဲ့သဘောနဲ့ခတ်ဆင်ဖြစ်တဲ့မောဟကရင့်ကျက်တဲ့ဥပိ္ပခာရောင်ဆောင်ပြီးတော့လူရဲ့စိတ်ကိုလှည့်စားသွားတာတကယ်ဖြစ်တာကမောဟနော်ဥပိ္ပခာသဘောတရားဖြစ်တာမဟုတ်ဘူးတဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့စကားတစ်ခုอ่ะအိဋ္ဌာနိဋ္ဌသမုပိက္ခဏမုခေနတမ္မောဟဝင်စေတိတဲ့အိဋ္ဌာနိဋ္ဌသမုပိက္ခဏအိဋ္ဌာယုံနိဋ္ဌာယုံကိုလစ်လျူရှုတယ်ဆိုတဲ့အနေအားဖြင့်တမ္မောဟအကောင်းဆိုးတောင်မသိလောက်တဲ့ပြင်းထန်တဲ့မောဟတွေ့ဝေလွန်းတဲ့မောဟတရားကဝင်စေတိလူရဲ့စိတ်ကိုလှည့်စားသွားတတ်တယ်အဲ့တော့မောဟဖြစ်တယ်ဆိုအကောင်းဖြစ်တာမှမဟုတ်တာဥပိ္ပခာဖြစ်တာအကောင်းအဲ့တော့အကောင်းနဲ့အဆိုးမှမသိလို့တွေ့ဝေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်
အဲ့ဒီလိုတွေးဝေမှုရဲ့လွှမ်းမိုးသွားတာဟာတွေးဝေမှုဟာဘာနဲ့သွားတူတော့ဆိုအကောင်းအဆိုးကိုလစ်လျူရှုနိုင်တဲ့လောဘဒေါသမောဟမဖြစ်အောင်လစ်လျူရှုနိုင်တဲ့ဥပိ္ပခာနဲ့သွားရောထွေးတယ်ဥပိ္ပခာဆိုတဲ့တန်ဖိုးရှိတဲ့ကုသိုလ်တရားဖြစ်ရမယ့်အစားမောဟဆိုတဲ့အကုသိုလ်တရားကြီးဝင်ဖြစ်သွားစိတ်အစစ်ဝေကမှစိတ်အတုရလိုက်တာရွှေအစစ်ဝေကမှရွှေအတုရလိုက်တယ်လို့ဒီလိုဖြစ်သွားတာတဲ့ဒါလည်းတတိထားစရာတစ်ခုပဲကိုယ့်ကိုမောဟဖြစ်တာလားတကယ်ပဲအကောင်းအဆိုးကိုသိခံနိုင်စွာလစ်လျူရှုနိုင်စွာရှိတာလားတခါတလေတစ်ဖက်သားကပြောလိုက်တဲ့စကားကိုနားမလဲကိုတခါတလေကျတော့အကောင်းပြောသလိုနဲ့အဆိုးပြောတာရှိတယ်လေအဆိုးပြောသလိုလိုနဲ့အကောင်းပြောတာလည်းရှိကိုယ်တိုင်ကမသိလိုက်ဘူးဆိုလို့ရှိရင်တွေးဝေသွားတာအဲ့တော့တွေးဝေတဲ့အခါမှာတုံ့ပြန်ရမယ့်ကိစ္စမျိုးမတုံ့ပြန်နိုင်တော့ဒါကြောင့်မို့လို့ဒီတည်ငြိမ်မှုဆိုတဲ့ဥပိ္ပခာရောင်ဆောင်ပြီးတော့အမှန်အကောင်းဆုံးခွဲခြားနိုင်စွမ်းမရှိတဲ့မောဟကလူရဲ့စိတ်ကိုလှိစားသွားနိုင်တယ်တဲ့အဲ့ဒီလှိစားမှုကိုသတိထားမယ်လို့ဆိုလို့ပေါ့နော်ဒါကတစ်ခုကျွန်တော်ခေါ်တာနောက်တစ်ခုလှိစားမှုလေးကဘာတွေကလှိစားတတ်တုံးဆိုမာနဆိုတဲ့အကုသိုလ်တရားကလည်းပဲအကောင်းရောင်ဆောင်ပြီးတော့လှိစားသွားတတ်တယ်လူတွေမှာငါလို့ဆိုတဲ့ဒီအတွေးတွေဝင်လာပြီးတော့ကိုယ်အရေးချင်းပေါ်မှာအထင်တစ်ခုရောက်နေတဲ့မာနတရားဆိုတာအကုသိုလ်တရားတစ်ခုအဲ့ဒီအကုသိုလ်တရားကလည်းတခါတရံကြတော့ကုသိုလ်ရောင်ဘာရောင်ကိုလှုပ်တာမှန်တဲ့ရောင်နဲ့ဖြစ်ပြီးတော့အဟံတာဖြစ်တတ်တယ်တဲ့နော်မာနကလည်းကုသိုလ်ရောင်ဆောင်ပြီးတော့လှည့်စားသွားတာရှိသေးတယ်မာနဆိုတာဗမာမှာလဲမာနလို့ပဲသုံးတယ်ဒီလူကမာနကြီးလိုက်တာနော်မာနကိုပြောတယ်မာနဆိုတာကိုယ့်ကိုထင်တာကိုယ့်ကိုထင်တာကိုယ့်အရေးချင်းကိုတွေးတာအကောင်းလဲတွေးတာပဲအဆိုးလဲတွေးတာပဲအဲ့ဒါလို့မာနတရားကကောင်းတဲ့ရောင်နဲ့လှိစားတတ်တာသိတယ်အဲ့တော့ဘယ်လိုလှိစားတာတုံးလို့ဆိုတဲ့အခါမှာအတ္တညုတမုခေနအတ္တနိအပရိဘဝေနမာနောဝင်စေတိတဲ့အတ္တညုတာဆိုကိုချိုးကိုစီးပွားဆိုတာနားမလဲရဘူးမဟုတ်ဒါကောင်းတယ်ကို့အတွက်အကျိုးရှိတဲ့တရားကို့အတွက်အကျိုးရှိတဲ့ကိစ္စမလုပ်အောင်မဟုတ်လုပ်အောင်ဘယ်ဟာကကိုချိုးအစ်စ်လဲရွေးချယ်တခါတရံကိုချိုးလိုနဲ့ကိုအကျိုးမဲ့တဲ့ကိစ္စတွေရှိတယ်ဒါကြောင့်မို့လူတိုင်းဟာလေကိုအကျိုးလို့ကိုနားလဲရကိုရဲ့အကျိုးစီးပွားကိုနားလဲရအဲ့ဒီကိုအကျိုးစီးပွားကိုနားလဲတယ်ဆိုတဲ့အနေအထားတစ်ခုကိုအခြေပြုပြီးတော့အတ္တနိအပရိဘဝကိုမချိုးနိုင်ဘူးအမြဲတမ်းကိုနော်ရှေ့တန်းတင်ထားခြင်းကိုမြောက်ပင့်ထားခြင်းဘာလို့တော့ဆိုငါလောကမှာငါကြိုက်ပဲဖြစ်ရမယ်ဒါမှငါအကျိုးစီးပွားရမယ်နော်ငါနဲ့ကိုယ့်ရဲ့ဒီချိုးနေရမယ်ဟာကိုမချိုးနိုင်ပဲနဲ့ငါအတွက်ငါအကျိုးဆိုတဲ့ဒီအတွေးတွေကလွှမ်းမိုးပြီးတော့နှိမ့်ချပြီးတော့ဆက်ဆံတဲ့ပုဂ္ဂိုလ်တွေကိုနှိမ့်ချဆက်ဆံမှုမပြုဘဲနဲ့ကိုကျိုးကိုစီးပွားကိုရှေ့တန်းတင်တယ်လို့ဆိုတဲ့အနေအထားအဖြစ်တကူကောင်းဆန်းလာတဲ့အခါမှာယမယံခါကိုဆိုတာနှိမ့်ချပေးရသေးတယ်နှိမ့်ချတဲ့ပုဂ္ဂိုလ်တွေနှိမ့်ချခုနတော့ကကြည့်လေရှ िख ိုးတယ်ဆိုတဲ့ထဲမှာဖူးမြော်မှန်လျော့မာနကိုလျှော့မာနကိုမလျှော့ရင်ကြော့လို့မရလူချင်းပဲဘယ်သူကြော့မှာတော့ဆိုတာမျိုးပေါ့နော်ကိုတမင်းကိုစားနာဘယ်သူအရေးဆိုင်ရမှာတော့ဆိုတာဒါမာနရဲ့လေသံနေပေါ့နော်သို့တော့အရေးဆိုင်ရမယ့်ပုဂ္ဂိုလ်စိုက်တဲ့ပုဂ္ဂိုလ်စိုက်ထိုက်တဲ့ပုဂ္ဂိုလ်ကြတာဒီမာနကမချရင်အန္တရာယ်ဖြစ်တယ်သူက
အနည်းဆုံးအကုသိုလ်ဖြစ်မယ်ကိုလေးစားမဲ့ပုဂ္ဂိုလ်မလေးစားဘူးဆိုလို့ရှိရင်လေဒီဘဝမှာတည်းမဲ့အကျိုးမဲ့ဆုံးရှုံးမှုတွေဖြစ်တတ်တယ်ပေါ့တချို့ပုဂ္ဂိုလ်တွေကြတော့နှိမ့်ချပြီးတော့ဆက်ဆံရတာရှိသေးတယ်လေအဲ့တော့နှိမ့်ချပြီးဆက်ဆံရမှာကိုမနှိမ့်ဆက်ပဲနဲ့ကိုယ့်ကိုမနှိမ့်ချနိုင်ဘူးလို့ဆိုလို့ခါမှာကိုအကျိုးစီးပွားကိုသိတဲ့အောင်မနှိမ့်ချခြင်းအားဖြင့်ကိုယ့်အကျိုးစီးပွားကိုကတော့နားလဲတယ်လို့ထင်သို့တော့ကိုမနှိမ့်ချခြင်းအားဖြင့်မာနတရားကဝင်ပြီးတော့လှည့်စားသွားတဲ့အခါမှာကိုယ့်အကျိုးစီးပွားလိုနဲ့အကျိုးပြပြမှုတွေဖြစ်ကုန်မာနကြီးတို့ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့နော်မာနဆိုတဲ့သဘောတရားဟာတမန်အားဖြင့်တော့ရှိတဲ့မာနမရှိတဲ့မာမှန်ကန်တဲ့မာနမှားယွင်းတဲ့မာနလို့ဒီလိုခွဲခြားတာတော့ရှိယာထာဝမာနအာယထာဝရှိတိုင်းထင်တာဥပမာကိုစာတတ်လို့စာတတ်တယ်ကိုချမ်းသာလို့ချမ်းသာတယ်ကိုတတ္တိရှိလို့ရှိတယ်လို့ထင်တဲ့ဟာကဒါယာထာဝမှာအမှန်တိုင်းထင်တတ္တိမရှိဘဲနဲ့တတ္တိရှိတယ်ပစ္စည်းဥစ္စာမရှိဘဲနဲ့ရှိတယ်သမတဘဲနဲ့တတ်တယ်အရေးချင်းမရှိဘဲနဲ့ရှိတယ်လို့ထင်တာကြတော့အာယထာဝမာနလို့ခေါ်တယ်ကိုအရေးချင်းကိုရှိတာကိုရှိတယ်လို့ထင်ပြီးတော့မာနတက်တာတောင်မှတရားဓမ္မနဲ့ပတ်သက်လာတဲ့အခါကျတော့အကျိုးမဲ့ဖြစ်တတ်တယ်တဲ့ရှင်အနုရုဒ္ဓရဲ့မာနပဲကြည့်ရှင်အနုရုဒ္ဓဟာတာဂဝိမင်းသားတူဘဝကနေပြီးတော့သာသနာပေါင်းဝင်လာလူဘဝတုန်းကဘလောက်ချမ်းသာတုန်းဆိုတာသမင်းဘယ်ရမှန်းတော့မသိတဲ့ပုဂ္ဂိုလ်မျိုးဘလောက်ချမ်းသာတယ်ဆိုတော့ဘယ်သူမှသူ့အသိမခံဘူးနော်သူ့သမင်းဘယ်ရတော့ဆိုသူစားခြင်းရွှေကွက်ထဲပဲသမင်းရရွှေပကံနဲ့သမင်းပွဲမှာသမင်းဖြစ်တယ်လို့ပဲသိတယ်သမင်းချက်ရတာပြုတ်ရတာတွေ तू မသိဘူးဆံကနေသမင်းဖြစ်တာ तू မသိဘူးစပားကနေဆံဖြစ်တာလည်း तू မသိဘူးဒီလုပ်ငန်းကင်တာတွေနဲ့ပတ်သက်ပြီးဘာမှမသိစားခြင်းနဲ့ဆိုရင်သမင်းခွက်ထဲသမင်းရောက်တယ်ဒါပဲသိနော် तू စားခြင်းတဲ့အချိန်စားလို့ရဘူးလားမရှိဘူးဆိုတဲ့စကားလုံးကိုနားမလဲတဲ့ပုဂ္ဂိုလ်ဒါသူဆူတောင်းနဲ့လာတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးနော်အဲ့ဒါလို့လူဘဝတုန်းကချမ်းသာလားသာသနာပေါင်းဝင်လိုက်တဲ့အခါဆို3 လအတွင်းမှပဲသူဒိဗ္ဗစက္ခုဥပိဉ္ဉ်ကြီးရသမထကျင့်လို့ပေါက်ရောက်အောင်မြင်ပြီးတော့ဒိဗ္ဗစက္ခုရတော့မလုပ်တော့သူပြောတယ်ဒိဗ္ဗစက္ခုနဲ့ဒိဗ္ဗစက္ခုဆိုတာစัจ java လာမှာရှိတဲ့တတ္တဝါတွေဘယ်လိုနေကြတယ်ဘယ်လိုထိုင်ကြတယ်ဘယ်လိုသေသွားပြီဘယ်ဘဝမှာသွားမွေးတယ်ဆိုတာတွေကိုထိုင်ကြည့်နေတဲ့သဘောနော်တယ်လီဗီရှင်းကြည့်တယ်လို့ကြည့်နေလို့ရတကယ်ဖြစ်ပြနေတဲ့အဖြစ်ပြတွေဟာတယ်လီဗီရှင်းကိုထိုင်ပြီးတော့ကြည့်နေတယ်လို့အဲ့ဒါလိုမြင်နေရတဲ့အနေအထားမျိုးဒိဗ္ဗစက္ခုပဲအဲ့တော့သူကပျော်တယ်အမြဲတမ်းအဲ့ဒါနဲ့ပဲကြည့်သူကြည့်တာစัจ java လာတစ်ခုတင်ကြည့်တာမဟုတ်ဘူးစัจ java လာ1000စัจ java လာ1000မှာရှိတဲ့တတ္တဝါတွေအားလုံးတေဆုံးကြတာပြန်လီမွေးဖွားကြတာတစ်ခုခုဖြစ်နေတာအားလုံးကိုတယ်လီဗီရှင်းထဲမှာထိုင်ကြည့်နေတယ်လို့သူကအကုန်ကြည့်အဲ့ဒါပဲလုံနေတဲ့အချိန်ကြီးသို့တော့သူ့မှာကိလေသာတွေတန်လန်းရှိပေမဲ့လို့သူ့စိတ်ထဲမှာဘယ်လိုထားတော့ငါစัจ java လာ1000ကိုတစ်ထိုင်နဲ့ကြည့်နိုင်တဲ့စွမ်းရည်တတ္တိရှိကိလေသာကုန်ရင်တခဏလေးနဲ့ကုန်အောင်လုပ်လို့ရဆိုလိုတာကယဟန္တာဖြစ်ခြင်းတခဏလေးနဲ့ဖြစ်နိုင်တယ်ပေါ့ဒီလိုပဲတွေ့ထားတကယ်ယဟန္တာဖြစ်ဖို့ကြိုးစားတဲ့အခါကျမဖြစ်ဘူးအဲ့ဒီမဖြစ်တဲ့အခါမှာလမ်းစာလည်းပိတ်ဘာလို့မဖြစ်မှမသိငါစัจ java လာ1000လဲကြည့်နိုင်တယ်ဒိဗ္ဗစက္ခုနဲ့စัจ java လာ1000လဲကြည့်နိုင်တယ်ကျိုးလဲကျိုးစားတယ်တမာတိတွေလည်းကောင်းတယ်တတိတွေလည်းကောင်းဝိရိယလည်းလုံလောက်တယ်ဒါပေမဲ့လို့ဘာဖြစ်လို့ငါတဏ္ဍာမှာရှိတဲ့ကိလေသာအာတဝါတွေကုန်အောင်မလုပ်နိုင်တာလဲလို့ဒီအတွေးဝင်လာတဲ့အခါမှာသူ့ဘာသူမဆုံးဖြတ်နိုင်ဒ
ဆုံးပြနိုင်တော့ရှင်သာရိပုတ္တရာစီသွားတဲ့အခါရှင်သာရိပုတ္တရာဘာထောက်ပြတော့ငါစဉ်အနုရုဒ္ဓတဲ့စัจ java လာတစ်ထောင်ကိုငါချိနိုင်တယ်လို့တွေးနေတာမာနပါတဲ့အဲ့ဒီမာနမထားပါနဲ့လို့ဆိုဒီမာနလေးခံနေလို့ရှေ့တက်လို့မရဘူးလို့ဆိုမဟုတ်ဘူးလားဆိုဟုတ်တယ်သူကိုယ်တိုင်ကြည့်အဲ့ဒါကြောင့်မာနဆိုတာအကုသိုလ်ပဲဘာထင်ထင်မာနဆိုတာအကုသိုလ်စိတ်နဲ့ရှင်တွဲပြီးတော့လာတဲ့ဟာအဲ့တော့သူ့ရဲ့နှောက်ယှက်မှုကြောင့်တရားဓုတရားမြတ်ရှေ့မတိုးနိုင်အဲ့ဒါကိုဖယ်လိုက်ပါဒါတွေမစင်စားပါနဲ့ကိုယ်အည်ချင်းတွေပေါ်မှာမာနမထားပါနဲ့လို့ဒီလိုလမ်းဖြောင်းပေးလိုက်တဲ့အခါမှာမာနကိုဖယ်လိုက်တော့မှကိလေသာအာသဝတွေကင်းတဲ့ယန္နာဖြစ်သွားတာအဲ့ဒါကြောင့်မို့လို့ကိုကျိုးကိုစီးပွားကိုယ့်အတွက်ကိုလောက်ရမှာပဲလို့ဆိုတဲ့ကိုယ့်အကျိုးစီးပွားကိုထားပြီးတော့နှိမ့်ချဆက်ဆံရမယ်နေရာမျိုးမှာကိုယ်မာနကိုမနှိမ့်ချဘူးဆိုလို့ရှိရင်အဲ့ဒီမနှိမ့်ချခြင်းနာဟာဘာလို့ဆိုမာနပဲနော်ကိုကျိုးကိုစီးပွားသိတာကောင်းတယ်မနှိမ့်ချခြင်းနာဘာလို့ဆိုမာနကိုကျိုးကိုစီးပွားကိုသိတယ်ဆိုတဲ့ကောင်းမြတ်တဲ့တရားရောင်ဆောင်ပြီးတော့ကိုမနှိမ့်ချပဲနဲ့နေတော့ဘာဖြစ်လာတော့ဆိုမာနဖြစ်လာတယ်တဲ့အဲ့ဒီမာနကကိုကျိုးစီးပွားကိုသိတယ်ဆိုတဲ့ကောင်းမြတ်တဲ့တဘာဝတရားကိုဝင်ရောက်ပြီးတော့လှည့်စားပလိုက်တာဒီလိုဆိုလို့တာနော်သူကတော့သူ့ကိုယ်သူအကောင်းလို့ပဲထင်တယ်သို့တော့သူ့မာနတရားရဲ့လှည့်စားမှုဖြစ်သွားတယ်အဲ့ဒီလိုခံရတတ်တယ်လို့ဆိုဒါလည်းအကျိုးမဲ့ဖြစ်တဲ့သဘောတစ်ခုကိုပြောပြနော်ဒါကမာနတရားရဲ့ဝင်ရောက်လှည့်စားမှုတစ်ခုနောက်တစ်ခုမိစ္ဆာဒိဋ္ဌိဆိုတဲ့အကုသိုလ်တရားအဆိုးတရားကလည်းလှည့်စားတတ်တယ်မိစ္ဆာဒိဋ္ဌိဆိုတာဘာလို့ဆိုမိစ္ဆာဆိုတာအမှန်မဟုတ်ဘဲနဲ့ဒိဋ္ဌိမြင်တာမှားယွင်းမြင်တာရှုမြင်တာကအမှားမြင်ရှိတဲ့အတိုင်းမမြင်တာနော်မမှတ်မကန်မြင်တာမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိကလည်းပဲတခါတရံကြတော့ဝင်ရောက်ပြီးတော့လှည့်စားသွားတတ်တယ်တဲ့ဘယ်လိုနေရာမှာလှည့်စားသွားတတ်တုံးလို့ဆိုလို့ရှိရင်သူကမိစ္ဆာဒိဋ္ဌိဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကသူကအတွေးသမားတွေညာတော့အတွက်တွေးတယ်အာယောနိသောမနတိကမမှတ်မကန်စဉ်းစားမှုတွေနှလုံးသွင်းမှုတွေနဲ့လားသူကတွေးတော့ဆင်ញင်တယ်လို့ဆိုတဲ့တွေးတာဟာဆင်ញင်နဲ့သုံးသပ်တယ်ဆိုတာဝိမာန်တာလို့ခေါ်တယ်ကိစ္စတစ်ခုကိုဆင်ញင်နဲ့သုံးသပ်တယ်အဲ့ဒါလို့ဆင်ញင်သုံးသပ်မှုလေးဟာအဲ့ဒါမှကောင်းတယ်အိဋ္ဌိပတ်၄ပါးထဲမှာသန္တာအိဋ္ဌိပတ်ဝီရိယအိဋ္ဌိပတ်စိတ်တံအိဋ္ဌိပတ်ဝိမာန်တအိဋ္ဌိပတ်ဝိမာန်တဆိုတာစူးစမ်းဆင်ញင်ဘယ်ရာမှအယံလက္ခဏာမဟုတ်ဘူးစူးစူးဆန်းဆန်းလောက်တတ်တယ်စူးစမ်းတာမကောင်းဘူးလားဆိုကောင်းတယ်အဲ့ဒီစူးစမ်းတဲ့ဟာကဘာဖြစ်သွားတတ်တုံးလို့ဆိုစူးစမ်းရင်နော်စူးစမ်းမှုဆိုတဲ့အကောင်းတရားဟာအကြောင်းတုတွေအစစ်အမှန်ကိုရှာမတွေ့ဘဲနဲ့အကြောင်းတုတွေကိုတွေ့သွားတဲ့အခါကျတော့မိစ္ဆာဒိဋ္ဌိကနေဝင်ရောက်လှည့်စားသွားတတ်တယ်အသိဉာဏ်ရောင်ဆောင်ပြီးတော့လှည့်စားသွားတတ်သေးတယ်အဲ့ဒါကိုဒီဝိသနာတွေအနေမှာဘယ်လိုပြောတော့ဆိုဝိမန္တာမုခေနဟေတုပတိရူပကပရိက္ခေနမိစ္ဆာဒိဋ္ဌိဝိဇေတိဝိမန္တာမုခေနစူးစမ်းဆင်ခြင်သုံးသပ်မှုကိုခြေခံထားပြီးတော့ဟေတုပတိရူပကပရိက္ခေနအကြောင်းအတုအယောင်ကိုလက်ခံထားခြင်းဖြင့်မိစ္ဆာဒိဋ္ဌိမှားယွင်းတဲ့အမြင်ဟာဝင်စေတိလှည့်စားသွားရပါတယ်အဲ့တော့မိစ္ဆာဒိဋ္ဌိဖြစ်တယ်ဆိုတာမစင်စားတဲ့ပုဂ္ဂိုလ်တွေဖြစ်တာမဟုတ်ဘူးစဉ်းစားတဲ့ပုဂ္ဂိုလ်တွေဖြစ်တာစဉ်းစားလားသိဉာဏ်မမိတဲ့အခါကျတော့အကြောင်းအတုအယောင်တွေကိုအစစ်အမှန်အယောင်ထင်ပြီးတော့ဆင်ញင်တဲ့အခါနော်စဉ်းစားမှုဆိုတဲ့အသိဉာဏ်ရောင်နဲ့သူက
မှားရင်းနဲ့အမြင်တစ်ခုကိုယ့်ကိုလှည့်စားသွားတယ်ဆိုပါစို့တာတိယဟန်ရဲ့အတွေးလို့ပေါ့တာတိယဟန်ကစဉ်းစားတာ950ဇတ်တွေကိုဖတ်လိုက်ရင်ဘာတွေတွေ့တော့950ဇတ်တို့ဘုဒ္ဓဝင်တို့ဖတ်တဲ့အခါမှာကြည့်ဘုရားလောင်းသူမိတာဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့ပြီးတော့ဗျာဒိတ်ခံတယ်ပါရမီ10ပါးဖြည့်ခြင်းနဲ့နောက်ဆုံးမှာဂေါတမဘုရားဖြစ်လာဝိသန္တရာမင်းကြီးကအလှူဒန်းတွေလုပ်တယ်ကြီးကျယ်တည်တဲ့အခါကျတော့တေတကေတုနတ်သားတေတကေတုနတ်သားဘဝကနေပြီးတိဋ္ဌထမင်းသားပြီးတော့ဘုရားဖြစ်လာဘူး950ဖတ်လိုက်မယ်ဆိုလို့ရှိရင်ဘုရားလောင်းကဘဝတစ်ခုမှာတည်ဆုံးသွားတဲ့ပါရမီတွေဖြည့်ရင်ဖြည့်ရင်နဲ့နောက်ဆုံးဂေါတမဘုရားဖြစ်လာတယ်ဆိုတဲ့ဇတ်တွေကိုဖတ်လိုက်အဲ့ဒါလို့ဇတ်တွေဖတ်ရင်နဲ့ဘာတွေစဉ်းစားလာတော့ဆိုသူမိတာယသိကဂေါတမဘုရားဖြစ်လာတယ်ဆိုလို့ရှိရင်ဒါသူမိတာယသိမှာရှိတဲ့ဝိညာဉ်လေးကနေပြီးတော့ဘဝပြီးပြောင်းလာလိုက်တာနောက်ဆုံးဂေါတမဘုရားဖြစ်ဂေါတမဘုရားခန္ဓာကိုယ်ထဲရောက်လာတဲ့ဝိညာဉ်ဖြစ်လာတယ်လို့မြဲတယ်ဆိုတဲ့အမြင်ကြီးတစ်ခုပေါ်လာတယ်သူမိတာယသိကဂေါတမဘုရားဖြစ်တယ်ဆိုတော့သူမိတာယသိနဲ့ဂေါတမဘုရားကတကယ်ကြည့်မယ်ဆိုလို့ရှိရင်ကဘာပေါင်း4 သိန်းချီနဲ့3 သိန်းกว่าဝေးတယ်သို့တော့အဲ့ဒီခရီးကြီးကိုဖြတ်တန်းလာပြီးတော့ဂေါတမဘုရားဘုရားရောက်လာတယ်လို့ဆိုမြဲတယ်လို့သူစိတ်ထဲမှာတွေးလာစဉ်းစားတာပေါ့ဒါဒီဝိညာဉ်လေးဟာတစ်ခုနဲ့တစ်ခုကူးပြောင်းပြီးတော့လာတာကူးပြောင်းလာလို့ဒီဘဝလူဝင်စားတွေဆိုလဲတူတူပဲပေါ့စိတ်ထဲမှာအဲ့လိုဆင်ញင်စဉ်းစားခြင်းကနေပြီးတော့ဘာဖြစ်လာတော့ဆိုဟေတုပတိတွေဘက်ကအကြောင်းအစစ်အမှန်တွေကိုမသိဘူးသဘာဝတရားရဲ့ပြောင်းလဲနေတဲ့အနေအထားတွေကိုမရှုမြင်နိုင်ဘူးသူမိတာယသိဒီပင်လင်ဂေါတမဘုရားလာဖြစ်တယ်လို့ဆိုတဲ့ဒီအချက်တစ်ခုကိုပဲဆွဲမြဲပြီးတော့သူမိတာယသိရဲ့ယုတ်တိနန္ဒီကဂေါတမဘုရားလာဖြစ်တယ်လို့ဒီလိုနှလုံးသွင်းမိတဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုမိစ္ဆာဒိဋ္ဌိဖြစ်လာတယ်တတ္တဒဒိဋ္ဌိလို့ခေါ်တယ်မြဲတယ်ဆိုတဲ့အယူဆတစ်ခုအဲ့တော့ဘယ်လိုယူမှမိစ္ဆာဒိဋ္ဌိကလွတ်မလဲလို့ဆိုလို့ရှိရင်ဝိပဿနာဉာဏ်နဲ့ကြည့်ချင်လားရုပ်တရားနံတရားဆိုတာဖြစ်ပြီးတာနဲ့ပျက်စီးသွားတာအဲ့တော့ပျက်စီးသွားတဲ့ယုတ်နံအဲ့ဒီယုတ်နံကပြန်ဖြစ်လာတာမဟုတ်ဘူးပျက်စီးသွားတာတခါလဲပျက်စီးသွားအကြောင်းမကုန်သေးသည့်အတွက်ကြောင့်ဖြစ်လာပြီးရင်ပြတ်သွားတယ်ပြတ်လာပြီးရင်နောက်အကြောင်းမကုန်လို့တစ်ခုဖြစ်တယ်ဖြစ်တာဖြစ်ပြက်အစဉ်ညတာရှိတယ်ဆိုတော့ကဲဘုန်းကြီးတို့တွေစဉ်းစားကြည့်ပေါ့ခြေလမ်းတလမ်းပြီးလှမ်းတဲ့အခါမှာပထမခြေလမ်းကဒုတိယခြေလမ်းဖြစ်လာတာလားလို့စဉ်းစားခြင်းပထမခြေလမ်းပဲပြီးသွားတယ်နော်ဒုတိယခြေလမ်းကပထမခြေလမ်းမဟုတ်ဘူးသို့တော့ဒုတိယခြေလမ်းမရှိဘဲနဲ့လေပထမခြေလမ်းဆိုတာပထမခြေလမ်းမရှိဘဲနဲ့လေဒုတိယခြေလမ်းဆိုတာမဖြစ်နိုင်ဘယ်အရာပဲဖြစ်ဖြစ်သာဝရပြောင်းလဲနေတဲ့အရာတစ်ခုပြီးတစ်ခုသွားတဲ့အရာတွေဒါဖြစ်တယ်အဲ့တော့မြဲတယ်လို့ပြောလို့မရအတန်ကိုပို့ပြီးတော့အာယုံဆိုင်ကြည့်ကိုယ့်ဘာကိုယ်စကလုံးတစ်လုံးလေးကိုရွတ်ကြည့်တဲ့အခါမှာစကလုံးတစ်လုံးကို10 ခါလောက်ထပ်ရွတ်တဲ့အခါမှာကြည့်ပထမရွတ်လိုက်တဲ့အတန်ကဒုတိယဖြစ်တာလားဒုတိယရွတ်လိုက်တဲ့အတန်ကတတိယဖြစ်တာလားဆိုမဟုတ်သူ့ဟာနဲ့သူသွားနေတာနော်ဒီတဲ့ထင်ရှားအောင်ပြောလိုက်မယ် gas မီးချစ်လေးဆိုတာတော့ gas မီးချစ်လေးကိုချစ်လိုက်တဲ့အခါမီးတောက်ကလေးရညှိလိုက်နောက်တစ်ခါပြန်ချစ်အဲ့ဒီမီးတောက်ဟုတ်ကဲ့လားပြန်စဉ်းစားရနော်နောက်တစ်ချစ်တာနောက်အကြောင်းနဲ့နောက်မီးချစ်နော်ကဲဒီတဲ့ထင်ရှားတာကိုစဉ်းစားမြည်ရည်တဲ့သွားချစ်မြည်ကြီးတဲ့သွားချစ်မြည်ရည်တွေကစီးနေတာဘယ်နည်းကလဲစီးနေတာပဲဒီနေ့လဲစီးနေတာအဲ့တော့ဒီမြည်ရည်ဟာမနစ်ကစီးတဲ့မြည်ရည်လို့ပြောလို့ရမရတော့တွေးလိုက်တာနဲ့မြည်ရည်ဆိုတာအများအားစီးနေတာလေ
နောက်စီးတာနောက်ရင်အဲ့ဒါလိုပဲဒီတစ်ခုတည်းကနေပြီးတော့ဖြစ်နေတာမဟုတ်ဘူးတဲ့ဖြစ်စဉ်ကြီးတစ်ခုအနေနဲ့သာဆက်ဆက်နေတာပြောတာအပြတ်နေတယ်ဆိုတာကိုဝိပဿနာဉာဏ်အမြင်နဲ့ကြည့်နိုင်မှဝိပဿနာဉာဏ်စဉ်နဲ့ကြည့်မှမြင်မှဒီမိစ္ဆာဒိဋ္ဌိဆိုရင်မှားယွင်းတဲ့အမြင်ဟာကင်းသွားနိုင်တယ်အနုမျိုးဆိုလို့ရှိရင်မှားယွင်းတဲ့အမြင်တစ်ခုဖြစ်သွားမှာပဲဆက်ဆက်မှုအနေနဲ့သာရှိတာဒီပုဂ္ဂိုလ်ကဥပမာမဲ့ဒီဘဝမှာလူတစ်ယောက်ကတည်သွားပြီးနောက်ဘဝဝင်စားတယ်ဆိုတာသူ့ရုပ်တွေကဒီမှာပဲတကြိုလိုက်တာလေဝိညာဉ်လို့ပြောကြတဲ့နံတရားလေးကလည်းပဲဒီမှာပဲချုပ်သွားတာသို့တော့ဒီမှာချုပ်ချင်းဒီဟိုဘဝမှာအကြောင်းပေါ်ခြင်းအကြောင်းတစ်ခုပဲဒီလိုဆိုလို့လားနော်ချုပ်ပေးခြင်းအဖြစ်ပေါ်တာဒါကိုအနန္တရပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောလူတွေအလုံး24ပစ္စည်းထဲမှာသိုးနေတဲ့အတိုင်းပဲပေါ့ဒီဘဝကတည်လိုက်တဲ့သုတိစိတ်လေးရဲ့နောက်မှာပရိသေရိစိတ်ဖြစ်တာအဲ့ဒီပရိသေရိစိတ်လေးဒီသုတိစိတ်ကလေးချုပ်သွားလို့ဟိုကဖြစ်တာဒီသုတိစိတ်လေးကပရိသေရိစိတ်ဖြစ်သွားတာမဟုတ်ဘူးသူ့ဟာနဲ့သူအပြတ်သွားတာသို့တော့သုတိစိတ်မချုပ်ရင်တရေစိတ်ဆိုတာမဖြစ်ဘူးတဲ့ဒီလိုဆိုလို့တာဆက်ဆက်မှုတော့ရှိတယ်သူတို့နှစ်ခုကြားမှာလည်းပဲခြားကွယ်နေတာမရှိဘူးဒါကြောင့်မို့လို့အနန္တရပစ္စယောမရှိတော့မှခြေစုပြုလို့နတ္ထိပစ္စယောအဝိကတပစ္စယောအလုံးကင်းကွာပြီးတော့မှခြေစုပြုတာဒီလိုဖြစ်ပြီးပြတ်သွားတဲ့သဘောလေးတွေမမြင်သမျှတတ္တဒိဋ္ဌိဆိုတာဖြစ်သွားနိုင်တယ်ပေါ့အဲ့တော့မှားယွင်းတဲ့အမြင်တစ်ခုဆိုတာဉာဏ်မလုံလောက်ပဲနဲ့ဆင်ញင်စဉ်းစားမှုတွေဝိမာန်တလိုစဉ်းစားတယ်လိုနဲ့မိစ္ဆာဒိဋ္ဌိဖြစ်ကုန်အခုဒီကနေ့ခေတ်မှာလည်းပဲကြည့်ဖျားဟောတရားနဲ့ပတ်သက်ပြီးတော့ဆင်ញင်စဉ်းစားတာ2500ကမြတ်စွာဘုရားပွင့်တယ်ဆိုတာဟုတ်ကလားနော်ဖျားပွင့်ပြီးတော့ဒီတရားတွေဟောတယ်ဆိုတာရောဟုတ်ကဲ့ပါနဲ့စဉ်းစားစရာရောင်နဲ့အကြောင်းအတုတွေရှေ့တန်းတင်းလာတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်တော့ဆိုမိစ္ဆာဒိဋ္ဌိမှားယွင်းတဲ့အမြင်တွေဖြစ်လာတယ်ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့လို့ဒီစဉ်းစားတိုင်းစဉ်းစားတဲ့အသိဉာဏ်ကိုဘယ်သူကဝင်ပြီးတော့လှည့်စားသွားတတ်တုံးဆိုမိစ္ဆာဒိဋ္ဌိမှားယွင်းတဲ့အမြင်တစ်ခုကဝင်ပြီးတော့လှည့်စားသွားတယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတာကိုသောတပတ္တိမက်နဲ့ပယ်တဲ့သောတပတ္တိမက်ဖြစ်တဲ့အခါမှာဒီမိစ္ဆာဒိဋ္ဌိကအရှင်းပယ်လို့ရမနှုတ်လို့ဆိုရင်မှားရွက်တဲ့အမြင်တစ်ခုကရှိနေဦးမှာရှိနေပေမဲ့လို့မြတ်စွာဘုရားတရားတော်ကိုကြားနာရလို့တရားတော်အတိုင်းနှလုံးသွင်းတတ်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ထိုမိစ္ဆာဒိဋ္ဌိဟာထကြွပြီးကိုယ်စိတ်ထဲမှာလွှမ်းမိုးမှာမဟုတ်ဘူးတဲ့ကိုယ်စိတ်ကိုလာပြီးတော့လွှမ်းမိုးမှာမဟုတ်ဘူးလုံးဝမပယ်ရသေးသည့်အနေအထားအနုတ္တယသို့မဟုတ် positive အနေအထားသာရှိကောင်းရှိပဲပေါ့အဲ့ဒါကြောင့်မလို့ခုလိုတရားနာတာတို့မှန်မှန်ကန်ကန်စဉ်းစားတာတို့ကဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အမြင်တစ်ခုဟာကိုယ်စိတ်ပေါ်မှာလွှမ်းမိုးပြီးတော့ထကြွလာတဲ့အနေအထားမျိုးမဖြစ်အောင်ဒီအသိဉာဏ်နေနဲ့ဖိထားတာနောက်ဆုံးသောတပတ္တိမေရမှ positive က negative ဖြစ်မှာရှိနေတဲ့အနေအထားတစ်ခုမပယ်ရသေးလို့ရှိနေတဲ့အနေအထားတစ်ခုအနုတ္တယကိုခေါ်တာအဲ့ဒီအနုတ္တယကိုလုံးဝဖယ်ရှားနိုင်တာသောတပတ္တိမေပဲဒိဋ္ဌိနဲ့ပတ်သက်တဲ့အနုတ္တယကိုဖယ်ရှားနိုင်တာတော့သောတပတ္တိမေကမှာဖယ်ရှားနိုင်တယ်အဲ့ဒီကြတော့မှအမှန်မြင်တယ်ဆိုတာလာတော့ဒီကြားထဲမှာတော့အမှန်မမြင်တော့အကြောင်းအတုတွေကိုလက်ခံခြင်းအားဖြင့်နော်လက်ခံခြင်းအားဖြင့်စုံစမ်းဆင်ခြင်တဲ့ဝိမာန်တဖြစ်ရမယ့်အစာမိစ္ဆာဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်တွေပေါ်လာတတ်တယ်မှားယွင်းတဲ့အမြင်ကဝင်ရောက်ပြီးတော့လှည့်စားသွားတယ်လို့ဒီလိုပြောတာနော်ခုခေတ်မှာဒီလိုအလှည့်စားခံနေရတာတွေအများကြီးခုခေတ်မှာမဟုတ်ဘူးတန်တရားထဲမှာအလှည့်စားခံနေရတာတွေဟာဒီမိစ္ဆာဒိဋ္ဌိအမြင်တွေနဲ့လှည့်စားခံနေရတာစင်စင်တူတဲ့သဘောလေးတွေကိုကြည့်ပြီးတော့လှည့်စားခံနေရတာအဲ့ဒီလှည့်စားမှုတွေကိုရှင်းရှင်းလင်းလင်းမသိနိုင်သမျှကာလပတ်လုံးအစစ်နဲ့အတုမခွဲနိုင်လို့
အစစ်ကိုရှောင်ပြီးတော့အတုကိုပဲရနေကြတာလို့ဒီလိုဆိုလိုတာပေါ့နော်ဒါမိစ္ဆာဒိဋ္ဌိနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုနောက်တစ်ခုကဘာတော့ဆိုရင်တရားဝါဒီပေါ်မှာကရုဏာမဲ့တဲ့သဘောရက်ဆက်တဲ့သဘောဝိဟိန္တာလို့ခေါ်တယ်သို့မဟုတ်တတ္တိတုအတ္တယပဏ္ဏတာအကျဉ်းတရားကဲမဲ့တဲ့သဘောဒါလည်းအကုသိုလ်စိတ်ရဲ့သဘောတစ်ခုပဲအဲ့ဒါလည်းအကုသိုလ်တရားပဲတရားဝါဒီပေါ်မှာအကျဉ်းမဲ့တဲ့သဘောဟာကောင်းတဲ့သဘောမဟုတ်ဘူးအကုသိုလ်သဘောတရားဒေါသရဲ့ပြယုတ်တစ်ခုတည်းမှာပါတယ်ပေါ့သို့တော့အကျဉ်းမဲ့ဆိုတဲ့နေရာမှာဖြစ်တဲ့ဖြစ်ထိုက်တဲ့ဟာမျိုးကပါတော့ဆိုတော့ဝိရတတာတတ္တဝါတွေပေါ်မှာတွေ့တာမှုဆိုတာတွေ့တာတဲ့သဘောကတော့ကောင်းတဲ့သဘောမဟုတ်ဘူးနော်လူကိုတွေ့တာပဲဖြစ်ဖြစ်တိရစ္ဆာန်ကိုတွေ့တာပဲဖြစ်ဖြစ်ပစ္စည်းကိုတွေ့တာပဲဖြစ်ဖြစ်အဲ့ဒီတွေ့တာမှုကင်းပြတ်တဲ့သဘောဟာကောင်းတဲ့သဘောတွေ့တာကမကောင်းဘူးတွေ့တာမှုကိုကင်းအောင်လုပ်အောင်တွေ့တာမှုကင်းတဲ့သဘောကအမှန်တမ်းကောင်းတယ်သို့သောတွေ့တာမှုကင်းတဲ့ရောင်နဲ့အကျဉ်းနာမဲ့တဲ့လူဖြစ်သွားလို့ရှိရင်တော့အကုသိုလ်ဖြစ်သွားပြန်ဒီလိုဆိုလိုတာနော်တွေ့တာမှုကင်းတာကမကောင်းဘူးမဟုတ်ကောင်းတယ်တဏှာလောဘကိုဖယ်ရှားတာတွေ့တာအဲ့ဒီတွေ့တာမှုကင်းအောင်ကြိုးစားတဲ့ရောင်နဲ့တွေ့တာမှုကင်းတယ်ဆိုတဲ့ကုသိုလ်တရားရောင်နဲ့ဘာကလာတော့ဆိုအကျဉ်းနာကင်းမဲ့တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်အကျဉ်းနာကင်းမဲ့တဲ့စိတ်ဓာတ်ကလှည့်စားသွားတတ်တယ်ဟောဒီလိုဆိုတော့ဘုရားလောင်းဟာတာတော်ရာဟုလနဲ့ရတော်ရာတို့ကိုစွန့်ခွာပြီးတော့တောထွက်သွားတာအကျဉ်းနာမဲ့လို့တချို့ကထင်ကြမကျဉ်းနာဘူးလို့ထင်မဟုတ်ဘူးမြတ်စွာဘုရားရဲ့ကျဉ်းနာမှုကအများတဲ့ပို့ပြီးတော့လေးနဲ့တယ်ဘေးကပုဂ္ဂိုလ်တွေကကျဉ်းနာတာကိုမိသားစုလေးပေါ်မှာတာကိုကျဉ်းနာတာမြတ်စွာဘုရားရဲ့အကျဉ်းနာတရားကဘယ်ပေါ်ထိအောင်ရှိတော့ဆိုတတဝါအားလုံးပေါ်မှာထားတယ်ဒီမိသားစုအမေနဲ့သားမွေးခါစားလေးကိုပြစ်ထားခဲ့တာဟာသူတို့ရောက်ရမယ့်ဆင်းရဲဒုက္ခတွေကိုမရောက်အောင်ငါလမ်းရှာမယ်ဆိုတဲ့စိတ်ကူးနဲ့သူတို့ပေါ်မှာခိတ္တတွေ့တာမှုတွေကိုဖယ်ရှားလာတာဟာရက်ဆက်တဲ့အနေနဲ့ဖယ်ရှားတာမဟုတ်ဘူးအမှန်တန်မွန်မြတ်တဲ့စိတ်ဓာတ်နဲ့ဖယ်ရှားမတူဘူးဟုတ်ကဲ့လားဘေးကနေကြည့်မယ်ဆိုလို့ရှိရင်ရက်ဆက်တာဘုဒ္ဓဝင်ဖတ်ပြီးတော့အဲ့လိုပြောတဲ့လူပါရှိသေးတယ်နော်ဒါဘယ်သူကထင်တော့ဆိုလို့ရှိရင်ဒေဝရတ်ကလည်းအဲ့လိုထင်တာပဲရတော်ရရဲ့မောင်အရင်ခောက်ဒေဝရတ်ကဖះပေါင်မကျင်တတ်ဘူးဘာလို့မကျင်တတ်သူနှမအကြီးလားငယ်လားတော့မသိဘူးနော်သူတို့မောင်နှမသူနှမကိုအိမ်အောင်ပြုတ်ပြီးတော့ကလေးလေးတယောက်နဲ့ပြစ်ထားခဲ့တယ်ဒီအမြင်မျိုးပြင်တာလေအခုစိလည်းမြင်မှာပဲဒါမျိုးကတော့ဒီလိုပဲအရာထဲမှာဆိုဒီလိုပဲမြင်မှာပဲပေါ့ဘုရားကိုအကျဉ်းနှံကဲမဲ့တဲ့ပုဂ္ဂိုလ်တရားတခါရောက်ခမလို့တဲ့တုပ္ပဗုဒ္ဓရတော်ရရဲ့အဖေတုပ္ပဗုဒ္ဓရတော်ရရဲ့အဖေတုပ္ပဗုဒ္ဓဆိုတာတခြားမဟုတ်ဘူးမေရောမာယာမိရွေးတော်ဂေါရမီတို့ရဲ့မောင်အရင်အဲ့တော့တိဋ္ဌမင်းသားကတောထွက်သွားတယ်လို့ဆိုတဲ့အခါမှာမွေးခါစားကလေးလေးနဲ့တနာစရာကောင်းတဲ့ရတော်ရတို့ကိုစွန့်ခွာပြီးတော့သွားတယ်ဆိုအတော်ရက်ဆက်တဲ့တူလို့ဒီလိုပြောမှာပေါ့မြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးနော်အကျဉ်းနာမဲ့တဲ့လို့ရမဟုတ်ဘူးကျဉ်းနာတဲ့လို့ရလို့ဘယ်လိုကြောင့်အကျဉ်းနာမဲ့တယ်လို့မပြောနိုင်တာတော့ဆိုရင်မြတ်စွာဘုရားတရားကိုသိလာတဲ့အခါမှာလမ်းမှန်ကိုဖော်ပြပြီးကဲတင်လိုက်လို့ရတော်ရကလည်းဘိက္ခုနီမှာဖြစ်ပြီးတော့ပြိဋိဘံပြုသွားတယ်ဟောတမယဝကလွတ်သွားသားတော်ရာဟုလာလေးကလည်း9နှစ်အရွယ်မှာသာသနာပေါင်းဝင်လို့ယဟန်
ဖြစ်ခါစားလေးမှာယဟန်ဖြစ်ပြီးတဲ့အချိန်မှာပဲမြတ်စွာဘုရားကတရားဓမ္မနဲ့အမြဲတမ်းကိစ္စတည်ဟောလို့ယဟန်လည်းဖြစ်ပြီးတဲ့နောက်မှာမကြခင်ပဲယဟန္တာဖြစ်သွားဘုရားပြိဋိဘံမဆံခင်ပဲတာဝရိန္ဒနတ်ပြည်တက်ပြီးတော့ပြိဋိဘံဆံသွားတယ်လူပြည်မှာတောင်ပြိဋိဘံမဆံဘူးနတ်ပြည်မှာသွားပြိဋိဘံဆံတာသူ့မိတ်ဆွေပေါင်းသင်းနေအဲ့ဒီမှာရှိပုံရအဲ့တော့ကြည့်လေသားမိနှစ်ယောက်စလုံးဟာတန်တယောက်ကလွတ်သွားတာအကယ်၍သာမင်းတို့သားမိနှစ်ယောက်ငါတစ်သလုံးပြုစုမယ်ဆိုလို့ရှိရင်ဖယားဟာဖယားဖြစ်ဖို့လည်းမရှိပေးနိုင်တဲ့အတိုင်းအတာတစ်ခုကယာတုနဲ့စီးစိမ်နဲ့ဒါပဲပေးလို့ရသူလည်းအိုမယ်ငါလည်းအိုမယ်သူလည်းသိမယ်ငါလည်းသိမယ်နောက်ဆုံးဒီလမ်းနဲ့ပဲသွားအဲ့တော့မြတ်စွာဘုရားကအတွေ့အကြုံကင်းမဲ့တဲ့ဒီဝိရတတာတွေ့တာမှုမရှိဘူးဆိုတာမရှိအောင်လုပ်ပြီးတော့မြတ်စွာဘုရားကြိုးစားတာဟာရက်စက်တာမဟုတ်ဘူးတဲ့ဝိရတတာတာမန်ပုဂ္ဂိုလ်တွေမစွန့်ခွာနိုင်ဘူးဒီ renounce လုပ်တယ်ဆိုတာဟောကိုပစ္စည်းဆိုတာနော်တဲပုတ်လေးတောင်ပြစ်မထားနိုင်ဘူးဝတ်စုံလေးတောင်ပြစ်မထားနိုင်ဘူးကိုပစ္စည်းချတယ်ဒါတွေကအသုံးဝင်အောင်မှဆိုပြီးသိမ့်ထားအောင်မှအဲ့တော့မြတ်စွာဘုရားကရှင်နန်းစည်းစိမ်အမှန်တမ်းချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေကိုစွန့်လိုက်တာဝိရတဒီစွန့်လိုက်တဲ့ကုသိုလ်ပါရက်ဆက်တဲ့သဘောမဟုတ်ဘူးတဲ့သို့တော့တာမန်ပုဂ္ဂိုလ်တွေကြတော့ဒီလိုအကျဉ်းနာမဲ့တဲ့လို့ရည်ဖြစ်သွားတတ်တယ်လို့ဒီလိုဆိုလိုတာနော်လုံးဝစွန့်ခွာသွားပြီးတော့ပြစ်ချခဲ့ပြီးနောက်အိမ်အောင်ပြုတ်သွားရင်တော့ဒါအကျဉ်းနာမဲ့တာပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့အဲ့ဒီအဓိပ္ပာယ်မျိုးမဟုတ်ဘူးတဲ့ဒါကိုပြောတာဝိရတတာပฏิရူပကေနကြည့်လိုက်တဲ့အခါကျတော့နော်အတွေ့အတာကင်းတဲ့ရောင်ရောင်နဲ့သူတို့ပါလေသူတို့တန်ရုံးစင်မရှိဘူးဆိုနော်တွေ့တောင်ကင်းတဲ့ရောင်ရောင်နဲ့တတ္တိသူအထေယပဏ္ဏတာတရားဝါတွေပေါ်မှာကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာအကျဉ်းနာကင်းမဲ့တာဆိုတာမျိုးကဝင်ပြီးတော့ဝင်စေတိလှည့်စားသွားတတ်တယ်ဒါတတိထားစရာဒီနှစ်ခုအကျဉ်းနာကင်းလာလားသို့မဟုတ်တန်ရောစဉ်ကင်းအောင်ကြိုးစားတာလားတန်ရောစဉ်ဆိုတာဟာလူကိုကူညီစရာမရှိရင်အခုကတန်ရောစဉ်လဲပြောင်းနေပြောင်းပြန်နေတွေးကြတယ်ဥပိ္ပခာတို့တန်ရောစဉ်တို့တန်ရောစဉ်မရှိဘူးတန်ရောစဉ်မရှိဘူးနဲ့သူကပြောတာဒီပုဂ္ဂိုလ်တယောက်ကိုတန်ရောစဉ်မရှိဘူးနောက်တစ်ယောက်သွားတန်ရောစဉ်ရှိတယ်ဒီပစ္စည်းပေါ်တန်ရောစဉ်မရှိဘူးနောက်ပစ္စည်းတစ်ခုပေါ်မှာတန်ရောစဉ်ကအပြောင်းအလွှဲဟာဒါဒီဟာကတန်ရောစဉ်ခင်းတာလို့ပြောလို့မရဘူးတန်ရောစဉ်ပြောင်းတာလို့သာပြောလို့ရအခုခေတ်ကတန်ရောစဉ်ခင်းတယ်မဟုတ်တန်ရောစဉ်ပြောင်းတာတတန်ရောစဉ်ကနေနောက်တတန်ရောစဉ်ပြောင်းလိုက်တာပဲရှိအဲ့တော့တန်ရောစဉ်ဆိုတာလူကိုခေါ်တာလည်းမဟုတ်ဘူးပစ္စည်းကိုခေါ်တာလည်းမဟုတ်ဘူးဘာခေါ်တာတော့ဆိုလူနဲ့ဒီစိတ်ချားမှာတွေ့တာမှုလေးကိုခေါ်တာကြိုးလေးကိုခေါ်တာအဲ့ဒါလေးဖြတ်ရမှာလူကိုဖြတ်ခိုင်းတာမဟုတ်ဘူးပစ္စည်းဥစ္စာကိုစွန့်ပစ်ခိုင်းတာမဟုတ်ဘူးတန်ရောစဉ်ဆိုတာနော်သင်ရှားအောင်ပြောရမယ်ဆိုရင်စက္ကူရွက်ကလေး2ရွက်ချားမှာနော်စက္ကူလေး2ခုကတူတူထပ်ထားပေမဲ့လို့ကတ်မနေဘာလို့လို့ဆိုရင်အဲ့ဒီ2ခုချားမှာကော်မရှိဘူးဂလူးမရှိရင်စက္ကူလေးကတူတူတော့ရှိတယ်ကတ်မနေဘူးအကယ်၍သာကော်ထည့်လိုက်မယ်ဆိုလို့ရှိရင်စက္ကူ2ခုကကတ်သွားရင်တစ်ရွက်ဖယ်ရင်နောက်တစ်ရွက်ဆုပ်လိုက်မယ်အဲ့တော့မြတ်စွာဘုရားကဘာကိုလှုပ်ခိုင်းတာလဲဆိုတော့အဲ့ဒီဂလူးကိုဖယ်ခိုင်းတာစက္ကူကိုဆုပ်ခိုင်းတာမဟုတ်ဘူးနော်စိတ်နဲ့အာယုံကြားမှာတွဲနေတဲ့တန်ရောစဉ်ချိုးအဲ့ဒါကိုဖြုတ်ခိုင်းတာတဲ့အဲ့ဒါကိုဖြုတ်ခိုင်းတာကိုလက်တွဲဖြုတ်ခိုင်းနေထင်ပြီးတော့ဒီလက်တွဲဖြုတ်ပြီးနောက်သွားလက်တွဲပြန်တယ်ဆိုပဲဟုတ်နေနော်နောက်တစ်ခုသွားလက်တွဲပြန်တယ်ဒီပစ္စည်းဆောင်ဟိုပစ္စည်းသွားတွဲပြန်တယ်ဆိုမဟုတ်ဘူးလေကျိုးဖြတ်တာမှမဟုတ်ဘဲနဲ့ချိုးတွေလျှောက်ဖွာတာဒီလိုတွေဖြစ်တာပေါ့တန်ရောစဉ်တွေလျှောက်လောက်တာပေါ့အဲ့တော့ဆိုလိုတာကတန်ရောစဉ်ကျိုးဆိုတာတန်ရောစဉ်ကျိုးကိုတဖြတ်လူကိုဖြတ်ရတာမဟုတ်နော်လူကိုဖြတ်တာမဟုတ်ဘူးဒါကြောင့်မို့ဒီတွေ့တာမှုဆိုတဲ့
တွေ့တာမှုဆိုတဲ့သဘောအာကုသိုလ်တွေ့တာမှုကင်းနေဆိုတာတစ်ဖက်ကကြည့်မယ်ဆိုရင်အမြဲတမ်းမွန်မြတ်တယ်တွေ့တာမှုတွေကိုလျှော့ချမယ်ဘာဖြစ်လို့တွေ့တာမှုကိုလျှော့ချအောင်တွေ့တာမှုရှိနေသမျှကာလပတ်လုံးတောကဆိုတာလာတယ်လေတွေ့တာမှုရှိတဲ့နေရာမှာတောကလာတယ်တွေ့တာမှုမရှိတော့ဘူးဆိုရင်တောကမရှိတော့ဘူးဒီလိုဆိုလို့တာနော်ဒါအမြဲတမ်းထင်ရှားတဲ့ကိစ္စတစ်ခုပဲကိုပိုင်တဲ့ပစ္စည်းတစ်ခုကိုပိုင်နေသေးသမျှကိုမှစိုးရင်ကြောင်းကြရှိကိုကရောင်းထုတ်လိုက်တဲ့အချိန်မှာကိုမပိုင်တော့မပိုင်တဲ့အခါတန်အောင်စင်ရှိတော့လှည့်ကြည့်တော့ကားရောင်းဝယ်လုပ်နေတဲ့လူတွေချိပေါ့နော်ကားတစ်စင်ကိုပိုင်နေတဲ့အချိန်မှာဆိုလို့ရှိရင်တတတနဲ့နေကောင်းနေပဲရောင်းလိုက်ပြီဆိုရင်တန်အောင်စင်ပဲရောက်သွားတော့ကားရောင်းရတဲ့ငွေပေါ်ရောက်သွားပြန်အိမ်တိန်ရောင်းပြီးနောက်တစ်အိမ်ဝယ်မဲ့သူကလည်းပဲဒီရောင်းလိုက်တဲ့အိမ်ပေါ်မှာတန်အောင်စင်ပြတ်ပြီးတော့နောက်ထပ်ဝယ်မဲ့အိမ်ပေါ်မှာတန်အောင်စင်ဖြစ်သွားတယ်ဒီလိုဖြတ်ရမှာကဒီပေါ်ဒီအကုန်ဖြတ်တာပြောတာနော်တန်အောင်စင်ပြတ်တယ်ဆိုတဲ့သဘောအဲ့ဒါပြောအေးဒီမှာလည်းပဲအခုလိုမှားယွင်းပြီးတော့လှည့်စားသွားတတ်တယ်တဲ့အစစ်မှန်ကိုသိဖို့လိုတယ်လို့ဒီလိုဆိုလိုတာပေါ့နော်တန်ရောစဉ်ကင်းမှုနဲ့ကျင်နာမဲ့မှုကတွားပြီးတော့ရောထွေးသွားတတ်တယ်ဒီလိုဆိုလိုတာဟောနောက်တစ်ခုကကာမတုခံလိကနုယောဂတဲ့ကာမတုခံလိကနုယောဂဆိုတာအစွန်းနှစ်ဖက်မလိုက်ရမဲ့ရဟန်းတော်တစ်ပါးအနေနဲ့ဓမ္မစကြာထဲမှာလွေးမိဘိခွေအန္တာပပ္ပစိတေနနတေတ္တပါကိလေသာအသောတွေကုံအောင်ကျင့်တဲ့ကိလေသာတွေကိုထုတ်ပြဖို့ကြိုးစားတဲ့ပပ္ပစိတဆိုတဲ့ရှင်ယဟန်တစ်ပါးအနေနဲ့ဒီအစွန်းနှစ်ဖက်ကိုမလိုက်နဲ့ဒီအစွန်းနှစ်ခုမလိုက်နဲ့ဆိုတဲ့ထဲမှာပါတဲ့ကာမတုခံလိကမျိုးယောဂကာမတုခဆိုတာနှစ်သက်စရာအာယုန်တွေနဲ့ချမ်းသာမှုကိုရှာတာနော်ဘယ်လိုရှာတော့မျက်စိနဲ့ပျော်စရာအာယုန်ကိုကြည့်ပြီးချမ်းသာဒုက္ခကိုရှာတယ်ကဲလူတွေမရှာဘူးလားစဉ်းစားကြည့်ကိုယ့်မျက်စိလေးနဲ့ကိုယ့်အိမ်မှာနေရတာရိုးနေပြီဆိုတော့ဟောကန်တော်ကြီးတဲ့သွားလျှောက်တယ်ဟိုဟာတွေကြည့်တယ်ဒါတွေကြည့်တယ်နော်ဟိုလဲဒီလဲပေါ့မျက်စိနဲ့လှတာပါတာကိုကြည့်နေကြရဲ့ရိုးနေရင်အစ်သွားကြည့်ဒါမျိုးတွေပေါ့နော်တခါအတန်ဆိုလို့ရှိရင်လဲတူတူပဲအတန်ဆန်းအစ်ပေါ့မှာရှာရင်ကနေချမ်းသာဒုက္ခကိုလိုကြတာတဲ့အဲ့ဒီကာမဒုက္ခလို့ဆိုရပေါ့နော်အဲ့ဒီကာမဒုက္ခတွေကာမကိုအကြောင်းပြုပြီးရလာတဲ့ချမ်းသာဒုက္ခတွေပေါ်မှာကြိုးစားအထောက်မှုကိုကာမဒုက္ခတွေကနုယောဂလို့ခေါ်တယ်တဲ့အဲ့ဒါကအကုသိုလ်တစ်ခုသို့တော့မြတ်စွာဘုရားကအသက်ရှင်ဖို့ရအတွက်နော်အသက်ရှင်ရေးအတွက်စားစရာတို့ဝတ်စရာတို့နေစရာတို့ခွင့်ပြုထားတာရှိတယ်စားစရာလည်းရှိရမယ်ဝတ်စရာလည်းရှိရမယ်နေစရာလည်းရှိရမယ်အတိုင်းအတာတစ်ခုအရာခွင့်ပြုထားတာအဲ့ဒီခွင့်ပြုထားတဲ့အရာတွေပေါ်မှာသူကအလွဲသုံးစားလုပ်ပြီးတော့ကာမချမ်းသာခံစားတဲ့အဆင့်မျိုးရောက်သွားလို့ရှိရင်တော့ဒါကလှိစားသွားတာလို့ဒီလိုဆိုလိုတာနော်အဲ့ဒါလို့လှိစားသွားမှုတွေကိုခံရတတ်တယ်တဲ့အေးဒါကြောင့်မို့လို့ဝိသနာဆိုတဲ့လှိစားမှုလေးတွေအလွန်တိမ်မွေ့တယ်ပေါ့နော်တစ်ခုနဲ့တစ်ခုကပ်ပြီးတော့အမတန်မှနီးတယ်နီးတာကြောင့်မို့လို့နိဗ္ဗာန်ကိုလိုလားကြတဲ့သူတော်စင်များနော်စိန်ကောင်းကိုရလို့တဲ့ပုဂ္ဂိုလ်များစိန်အတုနဲ့အစစ်ကိုခွဲခွဲပြားပြားသိဖို့လိုသလိုရွှေအစစ်ကိုရကြတဲ့ပုဂ္ဂိုလ်တွေကလည်းရွှေအစစ်နဲ့ရွှေတုခွဲခွဲခြားခြားသိဖို့လိုသလိုနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းတဲ့ပုဂ္ဂိုလ်တွေလည်းကုသိုလ်နဲ့အကုသိုလ်ဒီနှစ်ခုကိုခွဲခွဲပြားပြားသိဖို့လိုတယ်လို့ဆိုတဲ့ဒီလှည့်စားမှုတွေကိုတတိထားရှောင်ကျဉ်ကြပြီးလှည့်စားမှုမခံရအောင်ကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း